ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာလူတစ်ယောက်ကသူ့အလုပ်ဖော်ဒမီထရီစီကမကြသေးခင်ကရောင်းနေတဲ့အထူးဆေးပစ္စည်းကိုတောင်းလိုက်ပါတယ်။ဒမီထရီကသူ့ကိုအခန်းတစ်ခန်းထဲခေါ်သွားပြီးပန်းရောင်မုန့်တစ်မျိုးပြင်ဆင်ပေးပေမဲ့ဆေးထိုးအပ်မရှိတော့တာတတိထားမိသွားပါတယ်။အခန်းအနှံ့လိုက်ရှာပြီးနောက်ညစ်ပတ်နေတဲ့ရီစည်းကန်ထဲမှာထိုးအပ်တစ်ချောင်းတွေ့သွားတယ်။ဒမီထရီကအရင်ဆုံးဆေးတုံလိုက်ရာခဏအတွင်းလေးကျသွားတယ်။အဲ့ဒီနောက်သူ့အလုပ်ဖော်ကလည်းထိုးအပ်ကိုယူပြီးထပ်တုံလိုက်ပါတယ်။ညနေခင်းရောက်တော့အဲ့ဒီလူနိုးလာပြီးဒမီထရီကတောင့်တနေရာမှာတုံခါပြီးအော်ဟစ်နေတယ်ဆိုတာတွေ့လိုက်ရတယ်။ခဏအကြာမှာဒမီထရီကလှည့်ကြည့်လာပြီးမျက်လုံးနှီးရင်းနေကရုတ်တရက်ကြိုက်လိုက်ပါတယ်။အဲ့ဒီလူကအဆောက်အဦထဲကနေထွက်ပြေးသွားပြီးဒမီထရီရဲ့ virus ကိုနေရာအနှံ့ဖြန့်လိုက်မိပါတယ်။တစ်ချိန်တည်းမှာပဲတောင်ပေါ်ဒေသတစ်ခုမှာဒေါက်တာအာဒွန်ကသူ့သားမီဂွယ်ကိုအမေရဲ့မိဘတွေစီတပတ်လောက်တွားနေခိုင်းလိုက်ပါတယ်။ဇနီးဆုံးသွားပြီးကလေးကသူတို့ဘဝခက်ခဲလာခဲ့တာကြောင့်ဒီအနားယူမှုကဝမ်းနည်းစရာဖြစ်ပေမဲ့လူအပ်နေခဲ့တယ်။အဲ့ဒီအချိန်မှာအိမ်နီးချင်းဂျော်နီရောက်လာပြီးညစာလာစားဖို့ဖိတ်ခေါ်ပါတယ်။ဂျော်နီရဲ့ဇနီးအန်နာကအစားတော့မလုံလောက်တာအတွက်တောင်းပန်ပြီးတရိတ်ဆန်ပိုးမွားတွေကစိုက်ခင်းဖြက်စီးနေကြောင်းပြောပြပါတယ်။ညဘက်အာတုံအိယာဝင်တဲ့အခါသူ့မိသားစုပြန်ရှိနေတယ်လို့စိတ်ကူးယဉ်နေခဲ့တယ်။ဒါပေမဲ့ဇနီးကကန်ဆာကြောင့်ညတိုင်းနာကျင်နေခဲ့တာကိုပြန်သတိရပြီးအမှတ်တရကပျက်စီးသွားတယ်။နောက်နေ့မှာတော့သူကဇနီးရဲ့ဖုန်းကိုခေါ်ပြီး voice mail ထဲကအတန်ကိုပဲနားထောင်နေခဲ့ပါတယ်။မြို့ထဲမှာတော့စာရွက်စာတမ်းမရှိတဲ့လူတစ်ယောက်ကိုကားတိုက်ခံရလို့ဆေးရုံပို့လာကြပါတယ်။အရေးပေါ်ခန်းကိုတွားနေချိန်သူကတူနာပြူးတစ်ယောက်မျက်နှာကိုထွေးလိုက်ပါတယ်။သက်သေတွေကတော့ဒီလူကိုလမ်းပေါ်မှာတခြားလူတစ်ယောက်ကိုက်ခဲ့တယ်လို့ပြောကြပါတယ်။အဲ့ဒီနောက်တူနာပြူးကချောင်းဆိုးနေတော့လဲလေရင်ပေါ်တက်သွားပါတယ်။တစ်ဖက်မှာတော့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှဒေါက်တာလူစီက virus ဗီဒီယိုတစ်ခုကိုကြည့်နေပါတယ်။အဲ့ဒီဗီဒီယိုထဲမှာမိသားစုတစုကဖခင်ကိုအယူလို့ဖြစ်နေတဲ့အတွက်အိယာမှာခြိထားရတာကိုပြထားတယ်။သူကတုံခါနေပြီးကျိုးတွေကိုတောင်ဖြုတ်ပစ်ကမိသားစုကိုတိုက်ခိုက်ဖို့ကြိုးစားနေတယ်။အဲ့ဒီနောက်လူစီကိုအရေးပေါ်အစီအဝေးခေါ်လိုက်ပြီးဗင်နီဇွေလာကဆေးရုံတစ်ခုကပေးပို့လာတဲ့အစီရင်ခံစာကိုစမ်းစစ်ခိုင်းပါတယ်။လူနာတစ်ယောက်မှာဘယ်ယောဂနဲ့မှမတူတဲ့လက္ခဏာတွေတွေ့နေရတာပါ။ဒါပေမဲ့ဗီဒီယိုက glitch ဖြစ်သွားပြီးအချက်လက်ထပ်မရတော့ဘူး။လူစီရဲ့အထက်အရာရှိက UN ကဒီကိစ္စကို level 4 emergency အဖြစ်သတ်မှတ်ပြီးသားလို့ပြောပါတယ်။စူပါမားကတ်မှာအာဒုံကပစ္စည်းတွေကုန်လူနီးပါဖြစ်နေတာတတိထားမိတယ်။ရုတ်တရက်စတိုးဆိုင်ဝန်ထမ်းကသူ့ကိုတခိုးနောက်လိုက်ခိုင်းလို့အာဒုံကလမ်းပေါ်ထွက်လိုက်တယ်။အနီးမှာ ambulance တစ်စီးပြတ်ကျထားပြီးလူတွေကကူညီဖို့ပြေးလာကြတယ်။တွေးထွက်နေတဲ့လူတစ်ယောက်ကကားထဲကခုန်ထွက်လာပြီးလူတစ်ယောက်ကိုကိုက်စားလိုက်တာကြောင့်ဒီ virus ကလူတွေကိုဇွန်ဘီပြောင်းစေတယ်ဆိုတာအတည်ပြုသွားပါတယ်။လူတစ်ယောက်ကတနက်နဲ့ပြစ်ပြီးဒီတက်တဝါကိုမထိကြဘူးသတိပေးပါတယ်။ဒါပေမဲ့ရဲတစ်ယောက်ကသူ့ကိုလက်နက်ချခိုင်းတဲ့အချိန်နောက်ထပ်ဇွန်ဘီတစ်ကောင်ကရဲကိုတိုက်ခိုက်လိုက်တယ်။အဲ့ဒီအချိန်မှာအဆောက်အဦတစ်ခုပေါက်ကွဲသွားတာကြောင့်အာဒုံကကားထဲပြေးဝင်လိုက်ရတယ်။ဇွန်ဘီတစ်ကောင်ကလမ်းပိတ်ဖို့ကြိုးစားပေမဲ့သူက reverse ဆုတ်မောင်းပြီးလွတ်မြောက်သွားပါတယ်။အိမ်ပြန်လန်းတစ်လျှောက်အာဒုံကသူ့သားကိုအဆက်မပြတ်ခေါ်နေခဲ့ပေမဲ့ဖုံးမဝင်ပါဘူး။နောက်တော့ဂျွန်နီကတတိမရှိတော့တဲ့အာနာကိုခြိလာတာတွေ့ရတယ်။တယောက်ယောက်ကိုက်လိုက်ပြီးနောက်အာနာနေမကောင်းဖြစ်လာတယ်လို့ဂျွန်နီပြောပါတယ်။အာဒုံကသူတို့ကိုစီကန်းခေါ်သွားပြီးတန်ရာကိုစစ်ဆေးတယ်။အာနာကကူညီဖို့တောင်းပန်နေချိန်အတန်က ground တန်လို့ပြောင်းလာတာကြောင့်အာဒုံကသူ့မကိုအိပ်ပျော်စေတဲ့ဆေးထိုးပေးလိုက်ပါတယ်။အဲ့ဒီနောက်အာဒုံကဗင်နီဇွေလာ virus အကြောင်းအင်တာနက်မှာရှာကြည့်ရာယောဂါကနေရာအနှံ့ပြန့်နေပြီးလူတွေကိုအိမ်ထဲပဲနေကြဖို့သတိပေးထားတာတွေ့ရတယ်။မကြခင်အန်နာရဲ့သွားတွေပြောင်းလဲလာပြီးမျက်လုံးနှီးရဲလာပါတယ်။သူမကရုတ်တရက်နိုးလာပြီးအာဒုံကိုတိုက်ခိုက်ဖို့ကြိုးစားတယ်။လူတွေဝိုင်းဖမ်းထားရင်အန်နာကအိမ်နီးချင်းတစ်ယောက်ကိုကိုက်လိုက်ပါတယ်။နောက်ဆုံးမှာသူမလဲကျပြီးခေါင်းထိကမေ့သွားပါတယ်။ရေဒီယိုမှာတော့အရေးပေါ်သတိပေးချက်တစ်ခုသာထွက်လာပြီးဖျားနာခြင်းမျက်မြင်မှားခြင်းနဲ့ရန်လိုမှုတွေရှိသူတွေကိုခွဲထားဖို့ပြောထားပါတယ်။အင်တာနက်လည်းမကြခင်ပြတ်တောက်သွားပါတယ်။အဲ့ဒီအချိန်မှာအာဒွန်ရဲ့တငယ်ချင်းကားလော့စ်ကဖုန်းဆက်လာပြီးသူအလုပ်လုပ်တဲ့ lab ကိုစစ်တပ်ကရွှေ့ပြောင်းထားကြောင်းပြောပြပါတယ်။သူတို့ကို army base တစ်ခုမှာထားပြီးအာဒွန်ကိုအကူအညီတောင်းပါတယ်။မြို့တစ်ခုလုံး quarantine ချထားပြီးစစ်သားတွေမှာ infected တွေကိုတွေ့တာနဲ့ပြတ်တက်ဖို့အမိန့်ရထားတယ်လို့လည်းပြောပါတယ်။ညရောက်လာတဲ့အခါလျှက်စစ်မီပြတ်သွားပြီးစစ်လီရင်တန်တွေကြားရတယ်။အဖွဲ့ကအန်နာကိုကူညီဖို့အတွက်အတူထွက်ခွာဖို့ဆုံးဖြတ်လိုက်ပါတယ်